လာနုထွန်ရေးစားများတဲ့အကြောင်းကို screenshot တွေနဲ့ချပြလာတဲ့ဟုံသာဆန်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Selling Insider Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။တချိန်ကပရိသတ်တွေမျက်စိနောက်လောက်အောင်အချစ်တွေပြသခဲ့ကြတဲ့ဟုံသာဆန်နဲ့လာနုထွန်တို့ရဲ့ဇလံကအခုခါမှာတော့တယောက်နဲ့တယောက်အပြန်အလှန်ဖွင့်ချမှုတွေနဲ့အတူအေရောစရာကောင်းတဲ့နောက်ွယ်ကအဖြစ်ပြက်တွေထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။အစောပိုင်းတုန်းကတော့လာနုထွန်ဘက်ကသူမပဲနင့်နာသူတယောက်လိုပြစ်ချခံလိုက်ရတဲ့သူတယောက်လိုပုံစံမျိုးနဲ့ online ပေါ်မှာရက်တည်ခဲ့တာကိုအားလုံးပဲမြင်တွေ့ရမှာပါ။ဒါပေမဲ့တီးကန်ချင်းရဲ့အဆုံးသတ်မှာတော့ဟုံသာဆန်ဘက်ကရေငုံနှုတ်ပိတ်မနေနိုင်တော့ပဲသူမရဲ့ဟန်ဆောင်မှုတွေနဲ့နောက်ွယ်ကလုံရဲ့အမှန်တမ်းကိုခိုင်လုံတဲ့သဘောတရားအထက်အထားတွေနဲ့တကွပြည့်ပြည့်သားသားဖွင့်ချခဲ့ပါတယ်ဟုံသာဆန်ရဲ့ပြပြချက်အရာသူတို့နှစ်ယောက်လမ်းခွဲပြီးချိန်မှာအရင်ဆုံးနောက်တစ်ယောက်အစထားခဲ့တာကလှနုထွန်ဖြစ်တယ်လို့ဆိုပါတယ်။ဒီဇင်ဘာလမှာတစ်ယောက်နှစ်တစ်ကူအချိန်မှာသူကအနားမှာမရှိပေးနိုင်လို့ဆိုပြီးတော့နောက်တစ်ယောက်အခုလက်ရှိမှာလည်း PA လို့အမည်တက်ထားတဲ့သူတစ်ယောက်နဲ့အတူတူနေထိုင်နေလို့ဆိုပါတယ်။ဟုံသာဆန်ကတော့မိန်းကလေးတစ်ယောက်နဲ့ဂုံတိတ်ခါကိုငဲကွက်ပြီးလိုင်းပေါ်မတင်မဲ့နှုတ်ဆက်နေပေးခဲ့ပေမဲ့ဒီအချက်တွေကိုအခွင့်ကောင်းယူပြီးတော့လှနုထွန်ကပန်းသူတွေကလူအထင်လွဲအောင်လုပ်နေရလို့ရင်ဖွင့်ထားပါတယ်။အစိုးဆုံးကတော့လာနုထွန်မှာတွဲနေရသူရှိနေစဉ်တုန်းကဟုံသာဆန်ဘက်ကပြန်လာဖို့အချိန်ချင်းတောင်းပန်ခဲ့ပေမဲ့လက်မခံခဲ့ဘူးလို့ဆိုပါတယ်။အဲဒီအချိန်ကအတူနေတဲ့သူကိုအခန်းဖော်ပါဆိုပြီးတော့လိန်ညာခဲ့ပြီးတော့ဟုံသာဆန်ရှိမှာတော့အခန်းဖော်တွေလို့ပြပြဟန်ဆောင်နေခဲ့တာပါ။ဒါပေမဲ့ဖုန်းကိုယူကြည့်လိုက်တဲ့အချိန်မှာတော့ကွယ်ရမှာမောင်နေတဲ့လို့သုံးနှုံးခေါ်ဝေါ်နေတာကိုလက်ပူးလက်ကျက်မိခဲ့တယ်လို့ဆိုပါတယ်။သူသိတဲ့လောက်သူမမှာနောက်ထပ်2ယောက်လောက်လည်းရှိခဲ့ဘူးသေးတယ်လို့ဖွင့်ချထားပါတယ်။ဒါအပြင်ဘာသာရေးနဲ့ပတ်သက်ပြီးတော့တရားစခန်းဝင်သူတော်ကောင်းရောင်ဆောင်နေပေမဲ့တကယ်တမ်းကွယ်ရမှာတော့ဖျားစင်းတို့တော်ကိုတောင်ဖြစ်ပေါက်ပြီးတော့ဖျားဆိုတာတကယ်မရှိဘူးလို့ပြောဆိုတဲ့အထိစိတ်သဘောထားပြောင်းလဲတတ်သူလို့ဆိုပါတယ်။လာနုထွန်ရဲ့ကောင်လေးတင်မောတက်သွားတဲ့အချိန်မှသာဟုံသာဆန်ကိုပြန်လဲအဆက်အသွယ်လုပ်ပြီးတော့ခေါ်ယူခဲ့တယ်လို့သိရပါတယ်။အဲဒီလိုချိန်မှာအတူရှိချိန်မှာလဲဟုံသာဆန်ရဲ့အတန်တွေကိုလှည့်ဝက်ဖမ်းယူထားပြီးတော့နောက်တစ်ချိန်မှာအကြက်ခိုင်ဖို့အသုံးချဖို့ပြင်ဆင်ခဲ့တဲ့လုပ်ရက်တွေကတကယ်ကိုရင်မောစရာပါ။ online ပေါ်မှာလည်းတခြားသူတွေနဲ့မတင်တော်တဲ့ဗီဒီယိုခေါ်ဆိုမှုတွေစာဖို့ပြောဆိုမှုတွေရှိခဲ့တယ်လို့သူကထောက်ပြထားပါတယ်။ဟုံသာဆန်ဟာအရင်ကအချစ်ကိုငဲ့ပြီးတော့သူမကိုလူဆိုးမဖြစ်စေချင်လို့အရာရာကိုခွင့်လွှတ်ပြီးအတိတ်ကပြန်စားဖို့စူးစမ်းခဲ့ပါသေးတယ်။ဒါပေမဲ့လာနုထွန်ဘက်ကတော့လက်မခံခဲ့တဲ့အပြင် PA ဆိုတဲ့သူနဲ့ပဲဆက်လက်ပြီးတော့အတူရှိနေပါတယ်။ဒီလိုနဲ့ရှေ့ဆက်ဖို့အနာဂတ်မရှိတော့ဘူးလို့ဆုံးဖြတ်ပြီးနောက်မှာဟုံသာဆန်ဟာနိုင်ငံသားမှနေထိုင်တဲ့သူ့ကိုစိတ်လုံခြုံမှုတွေပေးနိုင်တဲ့ချစ်သူအသစ်တစ်ယောက်နဲ့တွေ့ဆုံခဲ့ပါတယ်။သူကလာနုထွန်ကိုအမတယောက်လိုလေးစားမှုနဲ့ဒီအကြောင်းတွေကိုရိုးသားစွာအတိပေးတိုင်ပင်ခဲ့ပေမဲ့လာနုထွန်ကတော့ဒီယုံကြည်မှုကိုအလွဲသုံးစားလုပ်ပြီးလက်နက်တစ်ခုလိုပြန်လဲအသုံးချခဲ့ပါတယ်။ဟုံသာဆန်တယောက်ကောင်းစားသွားမှာတာယာတဲ့ဘဝလေးတစ်ခုရရှိသွားမှာကိုသူမကမလိုလားခဲ့ပါဘူး။အရင်ရီစားတွေကိုအိမ်ပေါ်သားလို့နှိမ်ခဲ့တယ်လို့အခုချစ်သူအသေးကသူမထက်တာလွန်နေတဲ့ပုံမှာမနာလိုဝင်တူမှုတွေဖြစ်ခဲ့တယ်လို့ဟုံသာဆန်ကဆိုပါတယ်။နောက်ဆုံးအနေနဲ့ဟုံသာဆန်ကဒီမိန်းမကြီးဟာတော်တော်လေးပြီးတော့ရုံမာလွန်ပါတယ်။နောက်ဆုံးအမခေါ်ရင်တောင်တနာပြီးကျွန်တော်မလာတော့ပါဘူး။ကျွန်တော်ရဲ့ဇလံကတော့ဒီလောက်ပါပဲ။အမစိတ်တိုင်းကျကျွန်တော်ဘဝကိုအားရပါရနင်းချလို့လဲဝါပြီးလွတ်ချင်ပါတယ်။ကျင်းနဲ့ပါတော့လို့ပြပြတသားပြောဆိုသွားခဲ့ရပါ။ကဲပရိသတ်ကြီးရဲ့အချစ်နဲ့ယုံကြည်မှုကိုအလွဲသုံးစားလုပ်ပြီးတော့လိုရင်သုံးမလိုရင်ပြစ်ပယ်တတ်တဲ့ဒီလိုဆက်ဆံရေးမျိုးကိုအဆုံးသတ်လိုက်တဲ့ဟုံသာဆန်ရဲ့ရည်တည်မှုပေါ်မှာဘယ်လိုမြင်ကြပါသလဲရှင်။တစ်ဖက်လည်းနဲ့အမြဲသုံးချတတ်တဲ့သူတွေရဲ့အနေအကနေရုံထွက်နိုင်ခဲ့တဲ့ဒီဖြစ်ရပ်ပေါ်မှာပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်းမှတ်ချက်ပေးခဲ့ပါဦးနော်။ကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။